MRB ရဲ့ဒူးတန်ရာနောက်ွယ်ကမယုံနိုင်စရာအမှားတစ်ခုရီယယ်မက်ဒရစ်လိုကမ္ဘာကျော်အသင်းကြီးမှာဒီလိုမယုံနိုင်စရာအမှားမျိုးဖြစ်ခဲ့တာလားကီလီယန်အမ်ဘာဘီရဲ့ဒဏ်ရာသတင်းနောက်ွယ်မှာပရိသတ်တွေမသိသေးတဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက MRB တယောက်ဘဲဘက်ဒူးဒဏ်ရာရခဲ့ပါတယ်ဒါပေမဲ့ရီယယ်မက်ဒရစ်ရဲ့စေအဖွဲ့ဟာဘဲဘက်ဒူးကိုစစ်ဆေးရမယ့်အစားညာဘက်ဒူးကိုမှားယွင်းစစ်ဆေးခဲ့မိတယ်လို့ဆိုပါတယ်စစ်စစ်ချက်မှာဘာမှမဖြစ်ဘူးလို့ထွက်လာတာကြောင့်အမ်ဘာဘီဟာနာကျင်မှုတွေကြားကပွဲစဉ်တော်တော်များများကိုဇက်တိုက်ကစားခဲ့ရပါတယ်တကယ်တော့သူ့တန်ရာဟာ3ဘက်လောက်နားတင်တာပါဒါပေမဲ့နီးပြရှာဘီအလွန်ဆိုရဲ့ဖိအားတွေကြောင့်17ရက်အကြာမှတင်ကွင်းထဲပြန်ဝင်ခဲ့ရပြီးဒဏ်ရာကပိုဆိုးလာခဲ့ပါတယ်နောက်ဆုံးမှာတော့အမ်ဘာဘီဟာအပြင်ကကျွမ်းကျင်ပညာရှင်နဲ့တွားရောက်ပြသခဲ့ရပြီးမှတိကျတဲ့ယောဂအဖြေကိုသိခဲ့ရတာပါဒီလိုမျိုး6ထောက်မားစစ်ဆေးမှုဟာကာမာဗင်ကာမှာလည်းဖြစ်ခဲ့ဘူးတယ်လို့သတင်းတွေကဆိုကြပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးအမ်မာဗင်ကတော့အခုလိုညင်းဆိုထားပါတယ်ကျွန်တော်ရဲ့6ထောက်ကိုမှားစစ်ခဲ့တယ်ဆိုတာမဟုတ်ပါဘူးကျွန်တော်တို့ကြားမှာပွင့်လင်းတဲ့ဆက်သွယ်မှုတွေရှိပါတယ်အခုဆိုကျွန်တော်ရဲ့ဒူးနှစ်ဖက်လုံးကောင်းမွန်နေပါပြီလို့သူကပြင်သစ်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်ကြောင့်ရီယယ်မက်ဒရစ်ဟာသူတို့ရဲ့စေးအဖွဲ့ကိုဇန်နဝါရီလမှာကြီးကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ရပါတယ်အမ်ဘာဘင်ကညင်းဆိုနေပေမဲ့ကလပ်အသင်းရဲ့ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲမှုအပေါ်တန်တရားတွေကတော့ရှိနေသေးပါပဲမိတ်ဆွေတို့ကဘယ်လိုထင်ကြသလဲဒါဟာတကယ်ပဲဆေးအဖွဲ့ရဲ့အမှားလားဒါမှမဟုတ်သတင်းတွေကပဲချဲ့ကားနေကြတာလားအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးအကြောင်းအရာတွေကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ Action Step Page Channel ကို Like and Follow လုပ်ထားပေးဖို့လည်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်